ဥစ္စာမျိုးနဲ့ဆိုပြတကြောင်အဲ့တော့စကေးတိုင်းသိမရတော့တို့ရကျွန်တော်မင်းကြောက်ပဲဒီပေါ်မင်းရတယ်လို့ပါအမမကြောက်ကြောက်ပဲအာမင်းလေးကိုချစ်လို့ယူမတက်ရောသားတွေကိုချစ်လို့မတက်ရောသားမချစ်တော့ဟိုဘာပြောလေတို့ကတထရီးဘက်တဲ့ဆိုခဲ့တထရီးဘက်လေဆိုခဲ့လားကဲအမတရားတော့တိုင်းပဲပြုံးမြေးအောင်ကြလို့မင်းသမီးအဲ့နှစ်ယောက်တည်းလားကောင်မလေးအဲ့နှစ်ယောက်တည်းတော့ရှုံးမှာပဲဇလန်းနေဖုံးလေမရှုံးမှာပေါ့ဒင်းတို့ဒါစောက်တယ်ဇလန်းကြီးအများကြီးပဲပြောလို့မကောင်းလို့ဒီညပြီးမှမဟုတ်ဘူးတငယ်ချင်းအချင်းကိုတော့စက်ချောင်းနေသေးတာကိုမဟုတ်ဘူးလားကိုမဟုတ်ဘူးတကယ်ကြီးညဘသူတော့ပြောပါဦးအားလေတကယ်ကြီးငါကျဟဲ့မေးပြမယ်တော်ပါတော့တောင်းမှမှာတယ်တော်ပါတော့လို့ပြောထားအဲ့ဒါမတော်ပါဘူးပြီးတော့ရလည်းမရဘူးကဲတကယ်ကြီးလည်းမရှောင်ကျွန်တော်နေကမတကယ်ကြီးရှောင်သေးတယ်နော်ရှောင်တယ်ကျွန်တော်ရှောင်တကယ်ကြီးတော့သူမလုပ်ဘူးဒီကောင်ကမရမဲတည်ရင်ရှောင်တယ်ဒီမှာမခံဘူးကျွန်တော်ကျတော့မရမဲတည်လေမရောက်လိုက်တယ်သူတို့လည်းမရဘူးကျွန်တော်ဓမ္မသက်ရွာသားရစိတ်နာတော့တော့မကြွနေရပြောစိတ်တာတဲထဲမှာလေရတဲ့အသေးလေးရားနေပြီသိလားအဲ့လိုမျိုးတို့ကလေချွတ်တော့မကြွရသေးဘူးကောင်ကတော့ရေမ跳နေပြီချွတ်ရဲ့လောက်ပေါ့နင်းပြန်စို့မြင်နေရတယ်လို့ဘာလို့သူအမြဲချုပ်ရသူရန်ထွက်ရင်နေပြီအဲ့တော့နောက်တော့ချွတ်ပါတော့အခုမှတရားသိတာဓမ္မသက်ရွာပါဖြစ်တာဘာပြောလေတတိပဲဆိုကြတာတခွင်အမလေးဒီလိုပဲပြည့်စင်တာပဲပြည့်စင်ဟိုချွတ်တော့တကယ်တချင်းဆိုတာမမြင်ဘူးပါဘူးဆိုတော့ဒါတရုတ်ဆောင်တာပြောရမလို့အကယ်ဒမီမင်းသမီးဖြစ်တဲ့အခါကျတော့ဒါပေမဲ့အဲ့နော်မင်းလေးကိုချစ်လို့ဝုန်းအဲ့ဒီစာသားထဲဆိုနိုင်တာတကယ်တော့တစ်ခါဆိုရအောင်ဟုတ်ခေါ်လေလေတင်းသေးပါလို့ရအဲ့ဒီဘက်တရောကဘလို့တော့လိုက်တကယ်လို့ဒီကပြိတ္တတွေအကုန်လုံးနော်ချစ်လို့အဲ့ဆိုများဆိုလို့ရမလားမသိဘူးအေးပါရမလားတေးစားရပါတပီးမေတော့တချင်းကိုကောင်းကောင်းဆုပ်ဘူးလို့လေဘာလဲချင်းကိုမချင်းဘူးလို့တင်တာပါတစ်ချိန်လုံးတွေ့တာတချင်းကောင်းကောင်းမဆုပ်ရတော့အဲ့လောက်ထိတတိမရှိတော့အော်နေရမတန်နေပကောင်းချင်းနေရမလေးကောင်းတယ်ဆိုတက်တော့ရတော့အဲ့ဒီမှာသမက်စင်ကမှာမတ်စုပြုလို့ရှိရင်တချင်းတစ်ပုတ်ဆိုပြရမှာလေအဲ့ဒီမှာသူတချင်းတစ်ပုတ်ဆိုပြအောင်မှာငါတို့နေလာဆိုလိုက်ပါကြားသိမဆိုနေတော့သူပြောမကောက်ပြနေရကောက်လို့လားဟုတ်တယ်ပါဒီတာရကောက်လေကောကောင်းပါဘူးကြားသိမဆိုနေတော့အဲ့ဒီရောက်မင်းပြောတယ်ကလည်းမင်းလေးကိုရှိလို့ပဲဆိုလိုက်တော့အခုနောက်နေ့လိုက်ဆိုပြီးမယ်လေဝိုင်းပြီးတော့တော့ခုတည်းသူတယောက်နဲ့ဆိုမှမင်းလေးကိုချစ်လို့လားကျွန်တော်ညောင်းဆိုပြီးမှာဗောအဲ့တချင်းဆိုမှလားအမလည်းလေအဲ့ဒါလားမသိဘူးအဲ့ချင်းလားမသိဘူးလားအဲ့ဒါကျွေးတာလားဆိုမကိုသားကြီးနဲ့ဖွင့်ထားတာပဲလေဟုတ်ကဲ့မတရားပုံဖြစ်တာ